ပန်းနဲ့တော့လာတာရှယ်ကောင်တွေပဲများတယ်နော်မကြောက်ပါနဲ့အောင် ကဲအားလုံးပဲမင်္ဂလာပါမြန်မာအင်္ဂလာရေး page လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ခီးစဉ်လေးကတော့လမ်းကလည်းကြမ်းသွားရလည်းခက်လှေစီးရတာလည်းမလွယ်ငါးကတော့ပိုခက်ခဲခဲ့တဲ့ပန်းနဲ့တော့ဝဲတောင်အင်းနဲ့သွားပြီးတော့ငါးမရအမဲနဲ့ချက်စားပြီးပြန်ခဲ့တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဗျမိုက်တယ်ဗောနော်အနောက်ကအချိန်နဲ့မောင်းထုတ်လိုက်လို့ဒါတက်လာတဲ့လှိုင်းလုံးအပေါ်ကနေပြီးတော့ဒါမောင်းမှလွတ်တာဗောနော်နှုတ်ဖို့ဆိုရင်မလုပ်ဘူးနော်တော်တော်စကေးမောင်းပါတယ်ကဲကျွန်တော်တို့ပန်းတဲ့တော်မျိုးရဲရောက်တာနဲ့ဒါဆက်ဆံချင်းစလုပ်တာတော့ငားများဖို့ဒါပဇွန်စိတ်သွားဝယ်တာဗောနော်ပဇွန်စိတ်ရဲ့ကြက်ဥရဲ့ဗောနော်ကြက်ဥကတော့မရလို့မဝယ်ခဲ့ပါဘူးပဇွန်စိတ်ကတော့ဒါတော်တော်လက်လက်ဆက်ဆက်ပဲဗျခုံပေါက်နေရပဲရှယ်ပဲဗောနော်ငပြေမများရင်တော့ တပိတ်တာ1500ရတယ်နော်တန်တယ်နော်တပိတ်တာတော့တန်တာအမို့တဲ့လက်ကားစား1500ဟုတ်ဘယ်လိုလုံးစစ်တာကတဲ့လားဒီမပါဘူးဒီပါမှာတို့မိုက်အစစ်လေးတော့ဘယ်လိုလဲရေးတဲ့ပဇွန်လာဝယ်တာပဇွန်ဒုက္ခမေ့ကြရတယ်ထုတ်ယူပါဦးကဲဒါကတော့ပန်းတဲ့တော်ကန်နာ view point ပေါ့နော်လူတွေလည်းအားရွေးဗျကျွန်တော်တို့ဒါတ냐အိမ်မှာဆိုတော့လိုအပ်တဲ့စားစရာပါညာဝယ်ပြီးတော့ကျွန်တော်တို့ခြိတက်ပါပြီဗျစလိုတော့ကဒါဒီကဒါမြန်မာနိုင်ငံမှာဒါရှားပါလန်ပေါ့နော်တချမ်းပဲလောက်တာစလိုတော့အင်ရှိရပါပဲဒီဘက်ညာဘက်ချမ်းကဒါဟို high speed လန်ဘယ်ဘက်ကတော့နည်းနည်းလူကြည့်ပေါ့နည်းနည်းအင်ရှိရပတ်နေတော့မြင်နော်ဒီမြင့်ကလည်းသွားပါတော့ကျွန်တော်ကဲညာမဲ့အင်းကိုတော့ဒီနဲ့တူတော့ကဲဒါကတော့ဇာခင်းပြီးတော့ခြုံချတာဗောနော်ငါးဝင်အောင်ငါးဝင်ပြီဆိုလို့ရှိရင်စာအုပ်ဆွဲမှာငါးကောက်ပြီးပြန်ချပြီးတော့ခြုံပြန်ချအဲ့ပုံစံမျိုးနဲ့ငါးဖမ်းတဲ့ပုံစံပါဗျကျွန်တော်တို့ဝင်လာတဲ့ဒါမြောင်းလေးကကျင်းကြီးလေးပေါ့နော်လှေသမားရဲ့စကီးကလည်းတော်တော်မိုက်တယ်ပေါ့နော်အနောက်ကအချိန်နဲ့မောင်းထုတ်လိုက်လို့ဒါတက်လာတဲ့လှိုင်းလုံးအပေါ်ကနေပြီးတော့ဒါမောင်းမှလွတ်တာပေါ့နော်နှုတ်ဖို့ဆိုရင်မလုပ်ဘူးပေါ့နော်တော်တော်စကီးကောင်းပါတယ်ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တော့အမေဇုန်တောထဲမှာဒါအဲမိုင်းမှာသွားများမှာဖြစ်ပါတယ်တက်ကြလိုက်အောင်ကျွန်တော်တို့ live ပို့တဲ့လေစီအားလည်းဒီမှာလို့ပြောတတ်တော့ကျွန်တော်အဆင်ပြေတယ်ဗျရလားဟမ်900လားဝေး900လားရတယ်ဟောဒီမဲ့တော့ဒီမဲ့ကျွန်တော်ရမ်းပိတ်တော့ချမ်းပါလေဒီနောက်ကချမ်းဘာလို့မဆွဲခင်ကဲကျွန်တော်တို့ရောက်တဲ့ချိန်ကနည်းနည်းနေမြင့်သွားပြီဆိုတော့ကျွန်တော်တို့ဝါးလေးဆွဲပြီးသွားမှာပဲဒါငါးသွားများပဲပေါ့နော်ကဲကျွန်တော်တို့ဒါမဲနဲ့လေးချက်ပါမယ်လေးလေးကျွန်တော်ပေးမယ်ကိုကြတော့ရင်ဘူးကျွန်တော်ရင်ပေါ့ဝေသင်ဖြူလေးခင်းထားသလိုသတင်းစကားဆိုလောက်တဲဆိုတော့တင်ဖြူလေးသိရမလားတင်ဖြူဖြာဒါတင်ဖြူဖြာဆိုတာလည်းဒါကျွန်တော်တို့ပန်းနဲ့တော့ပြင်းမြင်မိမယ်လို့ထင်တယ်ဗောနော်အခုဒါကျွန်တော်ပန်းနဲ့တော့ရောက်နေတာပန်းနဲ့တော့တင်ဖြူဖြာတို့ဘာတို့ဒါပန်းနဲ့တော့ဖြာဆိုတော့ဆောင်းနာမည်ကြီးတာဗျာစီဘာသာတို့အဲ့ဒါကိုတော့သိလိုက်မယ်ထင်တယ်ဒါပေမဲ့အဲ့ဒီတင်ဖြူဖြာလုပ်တဲ့တင်ပင်ကိုမမြင်ဘူးတဲ့လူတွေပြဒါတင်ပင်တော့အရွက်ကလေးကအကင်နာအစားအေးနာဒီကောင်လေးတွေကိုအချက်ကလေးဖြစ်အောင်လုပ်ပြီးတော့ဒါလေးနဲ့တင်ဖြူပြလုပ်တာပါအရွက်ကထားမျိုးပါတင်ပင်တွေကဒီဘေးမှာတွေရောဒီနောက်မှာတွေရောအားကြီးဒီဘက်မှာသူ့ဒလိအရာကိုတော်တော်များပေါက်တာပေါ့နော်ဒါဒီရင်းတားထားတဲ့နာမှာဒါငါးဖက်မှုချောင်းနေတဲ့ဒါဟိုလေးပေါ့နော်ရေမွေလေးပေါ့နော်ဒါကျွန်တော်ရှေ့မှာလည်းဗီဒီယိုတင်ပြီးဆိုတော့ရှေ့တင်မနေတော့ဘူးဒါဒီဗီဒီယိုရဖို့အတွက်ကျွန်တော်တနားရီကျော်လောက်ရိုက်ခဲ့ရတယ်ပေါ့နော်နောက်ဆုံး900ပါပါတယ်ဒီကောင်ငါဟိုရေငုပ်ပြီးငါးဖမ်းတာတော်တယ်ပေါ့နော်ကဲဟင်းချက်ပြီဆိုတော့ကျွန်တော်တို့ထမင်းစားပါပဲထမင်းစားပြီးမှပဲဒါလှေနဲ့ပတ်မယ်ပေါ့နော်စောချက်တဲ့အမဲနဲ့ဘူးထည့်ဘူးအော်မွေးနေအောင်ကြီးရှေးကြီးကိုကိုတာပါတော့မပြချက်ငါးငံပြာကြီးချက်ဟုတ်ပါမိုက်ဒီကောင်လေးနဲ့စားရင်ဒါဟောဝင်ငါကျော်နဲ့အမဲနဲ့ရှေးညလားညတော့ရဖမ်းရကျွန်တော်မိမဆိုကျွန်တော်မိမလို့နောက်နေ့မှယူမှာအဲ့လိုမလိုပါဘူးဟုတ်
ကဲကျွန်တော်တို့ဒါစားပြီးတော့ပြီးရနဲ့ဒါအင်းလေးရရေပါးတွေပေါ့နော်ရေပါးတွေမှာငရက်လိုက်ပစ်ပါတယ်ဒါငရက်အပြင်ကိုဒါတချို့ရေနဲ့တဲ့ကြောက်တွေမှာဆိုငပတ်ပါညာလည်းပစ်ကြည့်ရပေါ့နော်ငပတ်တော့မရဘူးဗျငရက်တော့နေပါရတယ်ပေါ့နော် ပန်းနဲ့တော့လာတာရှယ်ကောင်တွေပဲများနေနော်မကြောက်ပါနဲ့အောင်ဟမရှိုးလေဟိုကိုပြေငါဘယ်လိုဖြုတ်တာလဲမသိဘူးကျွန်တော်ဖြုတ်တယ်လို့ ဒီဘက်ပြ ငါဘယ်လိုဖြုတ်လဲမသိဘူးအေးပါပဲတကောင်ရပြီဆိုတော့လေတိုက်လို့ရပြီဟောဝဲကိုပြေဟိုကငရဲဘယ်လိုဖြုတ်ရတာကျွန်တော်လေဝင်းမှမလို့ဟိုမဖြုတ်တယ်လို့မနှဲထိုင်တာလို့ပါဟိုကိုပြေအခုဆိုရင်တော့ဟိုတိုက်ကြီးယူလိုက်တဲ့တင်ရတော့3-0နဲ့အပြတ်အသတ်ပဲဖြစ်နေပါပြီနော်ကိုပြေငါမလို့ပြောလဲဗာလေးနဲ့ကျွေကြီးရဲ့ပါဗျာကဲတမိုက်လောက်ကောင်လေးနော်ကျွေကြီးနဲ့ကဲကျွန်တော်ပြန်တဲ့လူကလည်းပြန်ပါဗောနော်ဒီအင်းထဲမှာတော့ကျွန်တော်ကတော့ညားအိပ်ပါမယ်အဲ့ကြတော့ပြန်တဲ့လူတွေအရန်မိုးမချုပ်သွားအောင်လို့စောစောစီးစီးပဲတိတ်ငင်းလိုက်တယ်ဗျကဲကျွန်တော်နောက်ဗီဒီယိုကြလို့ရှိရင်ဒါကိုယ်တိုင်ငါလိုက်စမ်းထားပြီးတဲ့ခါကျတော့စမ်းလို့ရတဲ့ငါးလေးနဲ့ငရက်လိုက်ဂိုင်းထောက်ထားတဲ့ vlog လေးလာပါမယ်အားလုံးပဲစောင့်မျှော်ကြည့်ရှုကြပါအောင်ဗျအားလုံးပဲစိတ်ကြမ်းပါခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကျွန်တော်မြန်မာအင်္ဂလာရင်းကကုကြောပါဘီကွာရော